လူငယ်မီလီယံနာတယောက်ဖြစ်ပါတယ်။တာမန်ဘွားကနေလာသူဖြစ်ပေမဲ့အသက်26နှစ်မှာတင်အကျိုးဆောင်ကုမ္ပဏီတစ်ခုရဲ့တည်ထောင်သူအဖြစ်နဲ့ဒေါ်လာ46မီလီယံချမ်းသာနေပြီဖြစ်ပါတယ်။သူမိန်းမကမော်ဒယ်တယောက်ဖြစ်ပြီးကလေး2ယောက်လည်းရှိပါတယ်။လက်ရှိနေတဲ့အင်ကြီးအိမ်ကောင်တစ်လုံးအပြင်အပန်းဖြေအိမ်နှလုံးရဟတ်ရင်တောင်ဆင်းလို့ရတဲ့အပျော်စီးလှေနဲ့ကိုပိုင်ချက်လင်ရင်ကိုလည်းပိုင်ဆိုင်ထားပါတယ်။နေ့တိုင်းအလုပ်တွေကိုလန်းလန်းဆန်းဆန်းလုပ်နိုင်မှုမူရည်စေပေါင်းစုံကိုပဲလော်ဝါသလိုတောက်ပါတယ်။ရည်ရွယ်ချက်တစ်မျိုးစီတိုင်းအတွက်စေးတစ်မျိုးစီမထအောင်သုံးပေမဲ့ဂျော်ဒန်အကြိုက်ဆုံးမူရည်စေကတော့ပတ်စံလို့ခေါ်ပါတယ်။ပတ်စံရှိရင်ဘာမဆိုဖြစ်နိုင်တယ်ဆိုတာကိုယုံကြည်ထားတဲ့အတွက်ဂျော်ဒန်ကငယ်ငယ်တည်းကချမ်းသာခြင်းခဲ့ပါတယ်။သူကစိတ်ညစ်ရမယ်ဆိုရင်တော့အကောင်းစားအသုံးအဆောင်တွေဝတ်ပြီးအကောင်းစားကားပေါ်မှာပဲစိတ်ညစ်ချင်တဲ့သူဖြစ်ပါတယ်။သူဒီလိုမျိုးချမ်းသာလာရတဲ့ဇလန်ကလက်ထပ်ပြီးကစားအသက်22နှစ်မှာစတင်ပါတယ်။ဂျော်ဒန်က stock share ရောင်းတဲ့အကျိုးဆောင်ကုမ္ပဏီတစ်ခုမှအလုပ်ဝင်ခဲ့ပါတယ်။ပါနက်ပြီးအပြောကောင်းတဲ့စီနီယာတယောက်ကနေတဆင့် Wall Street အကြောင်းတွေကိုသိခဲ့ရပါတယ်။ Wall Street ဆိုတာကမ္ဘာဒုတိယအကြီးဆုံး stock ရောင်းဝယ်ရေးဈေးကွက်ရှိရာလမ်းတစ်ခုဖြစ်ပါတယ်။ကမ္ဘာအကျော်အမော်စီးပွားရေးသမားတွေတောင်မှ store ဈေးတွေကတက်မှလားကျမှလားမသိနိုင်တဲ့အတွက်အကျိုးဆောင်တွေဖြစ်တဲ့သူတို့လောက်ရမှာကမြန်မြန်ထွက်အောင်ရှောင်းဖို့ပဲဖြစ်ပါတယ်။သူတို့ရောင်းမဲ့ share ကဘာကြီးဖြစ်နေနေလူတွေဝယ်ခြင်းလောက်အောင်အပြောကောင်းကောင်းနဲ့ဆွဲပါတယ်။ဝယ်လိုက်တဲ့ရင်းနှီးမြှုပ်နှံသူတွေမျက်မျက်သူတို့ကအကျိုးဆောင်ကရပါတယ်။ဝယ်သူတွေက2ဆလောက်မြတ်နေလဲအဲ့ဒီလူတွေရဲ့ပတ်စံကဘဏ်ထဲမှာခဏန်းတွေဖြစ်တာရှိနေမှာဖြစ်ပါတယ်။အဲ့ဒါတွေကိုငွေသားအဖြစ်မထုတ်ယူခင်အေဂျင့်တွေကနောက်ထပ် store တွေထပ်ဝယ်အောင်မလုံးပေးပြီးဆွဲပါတယ်။ထပ်မြတ်ရင်ထပ်ဆွဲပြီးအကျိုးဆောင်ကရအောင်ထပ်လုပ်ပါတယ်။အဲ့လိုနဲ့ပတ်စံမဟုတ်သေးတဲ့ခဏန်းတွေကိုကြည့်ပြီးငါချမ်းသာပြီးကွာလို့တွေးနေချိန်မှာအကျိုးဆောင်ဖြစ်တဲ့သူတို့ကတော့ပတ်စံအစ်စ်တွေကိုအိတ်ထဲထည့်ထားပြီးဖြစ်ပါတယ်။ store အကျိုးဆောင်တွေကနေတိုင်းစေးသုံးလေးရှိပြီးအဲ့ဒီလိုသုံးမှအလုံးလုံးရင်ဖြတ်လက်တာလို့စီနီယာကဂျော်ဒန်ကိုသင်ပေးပါတယ်။လူသေးလေးဂျော်ဒန်ကအစကတော့အကျိုးဆောင်ဆိုတာဝယ်သူတွေအကျိုးရှိအောင်ဝယ်တင်တာကိုပဲဝယ်ဖို့တိုက်တွန်းတင်တယ်လို့ခံယူထားသလိုစေးသုံးမှုလည်းစိတ်ဝင်စားပေမဲ့6လလောက်မှာပဲ Wall Street ရဲ့စီးပွားရေးလေပတ်ပုံကိုကျွမ်းကျင်တက်မြောက်သွားပါတယ်။ဂျော်ဒန်ကအပြောကောင်းကောင်းနဲ့ store တွေရှောင်းထုတ်နိုင်နေတော့မှာပဲ share ဈေးတွေထိုးကြကုန်လို့ကုမ္ပဏီတော်တော်များများဒေဝါလီခံကုန်ပါတယ်။အကျိုးဆောင်ဖြစ်တဲ့သူတို့ကဘလောက်အပြောကောင်းကောင်းလူတွေကအကြမ်းရောက်နေတဲ့ share တွေကိုမဝယ်သင့်ဘူးဆိုတာသိလောက်အောင်တော့ညံကောင်းလို့ store အကျိုးဆောင်ဆိုတဲ့အလုပ်ကစီးပွားရေးလောကမှာမရှိတော့သလိုပျောက်ကွယ်သွားပါတယ်။အဲ့ဒါကြောင့်ဂျော်ဒန်လည်းအလုပ်လက်မဲ့ဖြစ်သွားပါတယ်။ဒါပေမဲ့တရက်မှာတော့သူမိန်းမကကုမ္ပဏီတစ်ခုမှာ store အကျိုးဆောင်အလုပ်ခေါ်စာတွေ့လိုက်ပါတယ်။ဂျော်ဒန်လည်းအဲ့ဒီကုမ္ပဏီကိုအပြေးအလွှာအလုပ်သွားလျှောက်ပါတယ်။အဲ့ဒီကုမ္ပဏီကပန်းရောင်စာရွက်လို့ခေါ်တဲ့ stock share အသေးလေးတွေကိုရှောင်းတာဖြစ်ပါတယ်။ store တစ်ခုကိုငွေ6ဆင့်လောက်ပဲတန်ကြေးရှိပြီးဝယ်တဲ့လူတွေကလည်းစားဖို့သမားနဲ့အိမ်သာပြင်